တီတကားကအီလီရဲ့ခြေထောက်ကိုညှက်ထားပေမဲ့သူမကတော့တုံ့လုံးမှုတော့မရှိခဲ့ပါဘူး။အဲ့ဒီအစားသူမကခန္ဓာကိုယ်ကိုစမ်းထုတ်ပြီးအဆောင်ရဲ့တော့ကတ်ကိုလှမ်းယူဖို့ကြိုးစားခဲ့ပါတယ်။သူမရဲ့လက်ချောင်းလေးတွေတော့ကတ်ကိုမတိတတိဖြစ်နေတဲ့အချိန်မှာပဲဒုတိယမြောက်စတီတကားကသူမရဲ့ကိုယ်တွေကိုထပ်ပြီးညှက်ပိတ်လိုက်ပါတယ်။ပိုဆိုးတာကအဆောင်ကသူမကိုသတိပြုမိသွားတာပါပဲ။ချက်ချင်းဆိုသလိုအီလီကအဆောင်တစ်ယောက်ကိုသတိမိသွားအောင်တိုက်ခိုက်လိုက်ပါတယ်။နောက်ထပ်အဆောင်တစ်ယောက်ကတော့ဒါကသူမကိုတားဆီးနိုင်လိမ့်မယ်ထင်တဲ့တကားကိုပိတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့နောက်ထပ်အဆောင်နှစ်ယောက်ထပ်မံပြေးဝင်လာပြီးသူမရဲ့ဆက်နိုင်စွမ်းရှိတဲ့ခါနဲ့ခလုတ်တိုက်လဲကျသွားခဲ့ပါတယ်။သူတို့တွေမတုံ့ပြန်နိုင်ခင်မှာပဲအီလီကတော့ကတ်ကိုဆွဲယူပြီးတကားကိုဖွင့်လိုက်ပါတယ်။သူမဒီကိုရောက်နေတာအကြောင်းပြချက်တစ်ခုလေးကြောင့်ပါ။အဲ့ဒါကတော့သူမရဲ့ခင်မွန်းစူပါမန်ကိုကယ်တင်ဖို့ပါပဲ။သူတို့မိသားစုမှာစွမ်းအားတွေရှိကြပါတယ်။အီလီကရောဘာလိုမျိုးခန္ဓာကိုယ်ကိုဆက်ထုတ်နိုင်ပြီးလေထီးဖြစ်ဒါမှမဟုတ်လှည့်ဖြစ်တောင်အသုံးပြုနိုင်ပါတယ်။သူတို့ရဲ့အကြီးဆုံးသားကတော့လျှက်စီးလိုမြန်ဆန်ပေမဲ့အမြဲတမ်းကိုထိန်းချုပ်ထားပြီးတိုင်ပွဲတွေမှာဒုတိယနေရာနဲ့ပဲကျင်းနေလေးရှိပါတယ်။သူတို့သမီးကတော့ကိုပြောက်နိုင်စွမ်းရှိပါတယ်။သူတို့ရဲ့အငယ်ဆုံးကလေးလေးကတော့အနီးတွဲမဲ့ရှိသေးတာမို့သူ့ရဲ့စွမ်းအားတွေကလှုပ်ဝက်ချက်ဖြစ်ပဲရှိနေပါသေးတယ်။တရက်မှာတော့စူပါမန်ဟာအဆောက်အဦပေါ်ကနေခုံချမဲ့လူတစ်ယောက်ကိုကယ်တင်ခဲ့ပေမဲ့အတွက်ချက်မှားယွင်းသွားတာကြောင့်အဲ့ဒီလူမှာရိုးကျိုးတန်ရတရာရှိချက်ရရှိသွားခဲ့ပါတယ်။နောက်တစ်ချိန်မှာလည်းလမ်းချော်သွားတဲ့ယထာတစင်းကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့တားဆီးခဲ့ပေမဲ့လူတွေကတော့တရားပျက်စီးသွားတဲ့အတွက်သူ့ကိုပဲအပြစ်တင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အစိုးရကစူပါဟီးရိုးတွေကိုသူတို့ရဲ့စွမ်းအားတွေအသုံးပြုခွင့်ပိတ်ပင်လိုက်ပါတယ်။စွမ်းအားတွေအသုံးမပြုရတော့တဲ့စူပါမန်ဟာပြင်းစရာကောင်းတဲ့အာမခံလုပ်တစ်ခုကိုလုပ်ကင်ခဲ့ပြီးအီလီကတော့အိမ်မှာပဲကလေးတွေကိုစောင့်ရှောက်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆိုးသွမ်းတဲ့အထက်လူကြီးကသူ့ကိုအကန့်အသတ်ထက်ကျော်လွန်အောင်တွန်းပို့ခဲ့ပါတယ်။ဒေါသအမျက်ချောင်းထွက်သွားတဲ့စူပါမန်ဟာအဲ့ဒီလူကိုရုံးတန်းတစ်ဖက်စီလွှတ်ပစ်လိုက်တာကြောင့်အလုံးလက်မဲ့ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာအီးမေးလ်တစ်စောင်ရောက်ရှိလာပါတယ်။လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုကနေတွေ့ပြီးနေတဲ့စစ်စင်ရေးယူဘောတစ်ခုကိုရှင်းလင်းပေးဖို့အတွက်သူ့ရဲ့လစာထက်ဆယ်ဆပိုများတဲ့ပမာဏနဲ့ကန့်လန့်ခဲ့တာပါ။ဒါဟာမယုံနိုင်စရာကောင်းလို့နေပေမဲ့အခြားရွေးချယ်စရာမရှိတာကြောင့်သူလက်ခံလိုက်ပါတယ်။သူအဲ့ဒီလိုဘောနဲ့ရင်ဆိုင်ရတဲ့အခါဒါဟာတာမန်တမာရာမျိုးမဟုတ်ပဲသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုကြိုတင်ခံမှန်းနိုင်တယ်ဆိုတာသိလိုက်ရပါတယ်။အလင်းဉာဏ်ပဲစဉ်းစားပြီးသူဟာရိုဘောရဲ့ခန္ဓာကိုယ်လေးကိုမုတ်ရှိုးဝင်ရောက်ကရိုဘောကိုကိုပြန်လဲတိုက်ခိုက်အောင်ဖန်တီးလိုက်ပါတယ်။ဘာမှမသိတဲ့အဲ့ဒီစက်ရုပ်ဟာသူ့ရဲ့ကိုယ်တွေကိုပဲသူပြန်လဲပေါက်ထွင်းရင်းနဲ့နောက်ဆုံးမှာပျက်စီးလဲကျသွားခဲ့ပါတယ်။စူပါမန်ကတော့မစ်ရှင်ပြီးဆုံးသွားပြီလို့ထင်မှတ်ခဲ့ပေမဲ့ဒါတွေအားလုံးဟာထောင်ချောက်တစ်ခုဖြစ်နေလေ။ဘယ်လိုဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး